Okay အားလုံးပဲမင်္ဂလာပါဆိုတော့ပြီးခဲ့တဲ့နေ့တုန်းကကျွန်တော်ဒီ zero condition ရဲ့အကြောင်းကိုကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒီ zero condition ရဲ့အကြောင်းကိုပြောခဲ့တယ်ဆိုတော့ဒီနေ့ကကျွန်တော်အချိန်လဲနည်းနည်းရတာနဲ့ကျွန်တော် condition ရဲ့၄ခုလုံးကိုကျွန်တော် video file တစ်ခုထဲမှာကျွန်တော်ပြောပြပေးခြင်းတယ်ဆိုတော့ conditional လို့ပြောလို့ရှိရင် conditional clause ကပါတယ်လေဗမာလိုပြောမယ်ဆိုလို့ရှိရင်မြန်မာလိုပြောမယ်ဆိုရင်ကျွန်တော်တို့ကတကယ်လို့များဆိုတဲ့အသုံးနှုန်းဖြစ်ပါတယ်ဆိုတော့ဒီတကယ်လို့များကျွန်တော်တို့ကလွယ်ကူနဲ့မြန်မာလိုပြောလိုက်ပြီးမယ်ပြောကြပြီးမယ်တကယ်သူ့ကိုစနစ်တကျလေ့လာမယ်ဆိုလို့ရှိရင်သူကအခြေအနေ၄ခုခွဲခြားပြီးတော့ကျွန်တော်တို့ပြောလို့ရှိရပါတော့အခြေအနေ၄မျိုးမှာကျွန်တော်ပြောလို့ရှိတယ် Okay အဲ့ဒီဟာကို English grammar မှာကြတော့for conditional ဆိုပြီးတော့၄မျိုးခွဲပြထားတယ်ပေါ့နော်ဆိုတော့ zero conditional first conditional second conditional third conditional ဆိုပြီးတော့ conditional ၄မျိုးရှိမယ် Okay ပြီးခဲ့တဲ့နေ့မှာ zero conditional အကြောင်းပြောခဲ့တယ် zero conditional အကြောင်းကိုကျွန်တော်ထပ်ပြီးတော့နည်းနည်းလေးပြန်နှွေးပြီးမယ်သူကဘယ်ချိန်မှာသုံးရလဲဆိုလို့ရှိရင်တော့ကျွန်တော်တွေဟာလာရေဘူးရအမှန်ကန်နေတဲ့အကြောင်းအရာတွေပြောတဲ့အခါမှာသုံးတယ်ဒါမှမဟုတ်အကျိုးရလဒ်တွေပေါ့နော်အကျိုးရလဒ်တွေကိုပြောတဲ့အခါမှာသုံးတယ်ဆိုတော့သူ့ရဲ့ pattern ကဘာလဲဆိုတော့ if verb 1ဆိုလို့ရှိရင် main clause မှာလဲ if clause မှာ if verb 1ဆိုလို့ရှိရင် main clause မှာလဲsubject verb 1ပဲဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီ if verb 1 verb s verb es ဆိုလို့ရှိရင်တစ်ဖက်မှာလဲ subject verb 1 verb s verb es to subject နဲ့လိုက်ပြီးတော့ဒီတိုင်း base verb ကိုပဲသုံးမယ်သူရဲ့ pattern ကပေါ့နော်ဆိုတော့နောက်တစ်ခါဒီ first conditional ကဘယ်ချိန်မှာသုံးလဲဆိုရင် okay ဒီ first conditional ကကြတော့ကျွန်တော်တို့တွေအနာဂတ်မှာကျွန်တော်တို့လုံနိုင်ခြေရှိတယ်ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သုံးရပါတယ်သူရဲ့ pattern ကကြတော့ if verb 1ဆိုလို့ရှိရင် will verb 1ဖြစ်ပါတယ်ဒါတော့ငယ်တုန်းကလည်းကျွန်တော်တို့ပါဇက်မှာဆွဲနေအောင်ရွတ်ခဲ့တဲ့ဟာလာမှတ်ခဲ့တဲ့ဟာမျိုးဖြစ်တယ်ငယ်တုန်းကလည်းသင်ခဲ့ပြီးသားဖြစ်တယ်နောက်တစ်ခါ second condition တွေကဘယ်ချိန်မှာသုံးလဲဆိုတော့ imaginary presence ဒါမှမဟုတ် future ဆိုတော့စိတ်ကူးရင်လည်းလက်ရှိအခြေအနေမှာကျွန်တော်စိတ်ကူးရင်ကြည့်ရဲဒါမှမဟုတ်အနာဂတ်အတွက်ကျွန်တော်စိတ်ကူးရင်ကြည့်ရဲစိတ်ကူးရင်ပြီးတော့ပြောတဲ့နေရာမျိုးမှာသုံးတယ်သူရဲ့ pattern က if verb 2ဆိုလို့ရှိရင် main clause မှာကြတော့ would verb 1ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခါ third condition နဲ့ third condition နဲ့မှာကြတော့ဗာလဲဆိုတော့သူကဒီအတိတ်ကာလမှာမလုပ်ခဲ့လို့ဒါမှမဟုတ်ဟာလာနောင်တရပြီးတော့ပြီးသွားတဲ့ကိစ္စကိုနောင်တရပြီးတော့ပြန်ပြောတဲ့ပုံစံမျိုးပြင်လို့လည်းမရတော့ဘူးဒါပေမဲ့အခုချိန်မှာအရင်တော့ငါဒီလိုလုပ်ခဲ့လို့ရှိရင်ဆိုတဲ့ပုံစံမျိုးပြောတဲ့ဟာ Okay သူ့ရဲ့ pattern ကကြတော့ if had plus verb 3ဆိုလို့ရှိရင် would have plus verb 3ဖြစ်ပါတယ် Okay ဆိုတော့ zero condition နဲ့အစောကပြောလို့ရေဘူးရမှန်ကန်နေတဲ့ပုံစံမျိုးမှာသုံးတယ်ဟာလာအကျိုးအကြောင်းတွေပြောတဲ့အခါမှာသုံးတယ်ဆိုတော့သူ့ရဲ့ example တွေကြည့်အောင် zero condition ရဲ့ example ကကြတော့ဥပမာကတော့ if I am tired I sleep if I am tired I sleep ဒါလို့ကျွန်တော်ပင်ပန်းလို့ရှိရင်တော့ငါတော့အိပ်လိုက်တာပဲဆိုတဲ့ပုံစံမျိုးဒါလို့ငါပင်ပန်းလို့ရှိရင်တော့ငါတော့အိပ်လိုက်တာပဲเนาะဒီလိုပုံစံမျိုးကိုယ့်ရဲ့လှုပ်လေ့လှုပ်ထားရှိတဲ့ပုံစံမျိုးကိုပြောပြတာ Okay နောက်က first condition တွေကကြတော့ဗာလဲဆိုတော့ဒီ prediction ကိုခန့်မှန်းပြီးတော့ပြောတာမျိုးဟလာအနာဂတ်မှာဖြစ်နိုင်ခြေရှိတဲ့ຢာမျိုးကိုပြောတဲ့ prediction ပေါ့နော်ခန့်မှန်းပြောဆိုတာတွေဟလာဆိုတော့ဗာလဲဆိုတော့ if verb 1ဆိုလို့ရှိရင် will verb 1 Okay ဥပမာကြည့်ရအောင် if I am tired I will sleep so if I am tired တကယ်လို့ကျွန်တော်ပင်ပန်းလို့ရှိရင် I will sleep ငါအိတ်လိုက်မယ်ပြောမစင်ငါအိတ်လိုက်တော့မယ်တကယ်လို့ငါမပင်ပန်းရင်တော့ငါမင်းတို့နဲ့လိုက်မယ်ပေါ့ဒီညငါမပင်ပန်းခဲ့ဘူးဆိုရင်အလုပ်တိတ်မပင်ပန်းဘူးဆိုရင်တော့ငါမင်းတို့နဲ့လိုက်မယ်တကယ်လို့ငါပင်ပန်းလို့ရှိရင်တော့ငါအိတ်လိုက်တော့မယ်အိတ်ပဲအိတ်လိုက်တော့မယ်ဆိုတဲ့ပုံစံမျိုးနော်တကယ်လို့များသုံးတဲ့ပုံစံမတူနော်ဒီ zero condition နဲ့ first condition နဲ့မှာတော့မတူဟုတ်ပြီနောက်က second condition တော့ပြန်ကြည့်အောင် imaginary စိတ်ကူးရင်ပြီးတော့ပြောတယ်ဆိုတော့သူ့ရဲ့ pattern ကကြတော့သူ့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကဘာလဲဆိုတော့ if verb 2ဆိုလို့ရှိရင်ကျွန်တော်တို့က would
would verb 1ဖြစ်ပါတယ်ဆိုတော့ဥပမာကြည့်အောင် if I were you တကယ်လို့ငါဒါမင်းနေရာမှာဆိုရင် I would let him go ငါသူ့ကိုတွားခွင့်ပြုလိုက်မှာငါဆွဲမထားဘူးငါဒါမင်းနေရာမှာဆိုရင်တကယ်ချင်းငါဒါမင်းနေရာမှာဆိုရင်ငါသူ့ကိုဆွဲထားမနေဘူးတွားခိုင်းလိုက်တော့မယ်ဆိုတော့ if I will let him go ဆိုတော့ငါသူ့ကိုတွားခွင့်ပြုလိုက်မယ်ဒါမျိုးပုံစံနော်ကိုကလည်း तू မဖြစ်နိုင်ဘူး तू ကလည်းကိုမဖြစ်နိုင်ဘူးစိတ်ကူးရင်ပြီးတော့ပြောတာနောက်တစ်ခါ that condition တွေကဘာလဲဆိုတော့ unreal past လို့ပြောတယ်ပြောချင်တာကအတိတ်တုန်းကတကယ်မဖြစ်ခဲ့ဘူးဟုတ်လားအဲ့ဒီအကြောင်းကိုနောင်တရပြီးတော့ပြောတဲ့ပုံစံမျိုး if I sorry အဲ့ဒီ pattern က if had plus verb 3ဆိုလို့ရှိရင် would have plus verb 3ဖြစ်ပါတယ်ဆိုဥပမာကြည့်အောင် if I had studied harder I would have passed the exam so no if I had studied harder I would have passed the exam တကယ်လို့ငါစာပို့ပြီးတော့စူးစမ်းခဲ့ရင်တော့เนาะဒီထက်ပိုစူးစမ်းခဲ့မယ်ဆိုရင် I would have passed the exam ကျွန်တော်ဒီစာမေးပွဲကိုအောင်ခဲ့မှာပေါ့เนาะဆိုတော့အခုကစာလည်းမစူးစမ်းခဲ့လို့အောင်လည်းမအောင်ခဲ့တော့ဘူးအောင်စင်းရထွက်ပြီးပါပြီဆိုတော့ဒီလိုပုံစံမျိုးကိုကျွန်တော်တို့က conditionals လို့ခေါ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့တွေဟာလာလေ့လာခဲ့တာတော့ဒီ for conditionals အကြောင်းဖြစ်ပါတယ်ဆိုတော့မြန်မာလိုဆိုလို့ရှိရင်တော့ရှင်းရှင်းလင်းပဲတကယ်လို့များတုံးတယ်ဒါပေမဲ့ English မှာဆိုရင်တော့ if နဲ့တုံးရတယ် if pattern လို့လည်းကျွန်တော်တို့အလွယ်ပြောလို့ရပါတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးတော့ဒီ conditional ကိုကာကနာနာဟာလာသိရှိသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်တို့တွေအားရင်အားသလိုကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးဖို့ရှိပါတယ်